2026မှာကိုယ့်ရဲ့အိမ်မက်ပန်းတိုင်းတွေကို consistent ဖြစ်ဖြစ်ကောက်ရုံးမိမဟုတ်တော့ဘဲနဲ့ပုံမှန်လုပ်သွားခြင်းတဲ့သူတွေနောက် time management ပေါ့နော်ကိုယ့်ရဲ့အချိန်တွေကိုဘယ်လောက်မှာတော့ဘယ်လိုမျိုးသွားမယ်အဲ့လိုသွားခြင်းတဲ့သူတွေနောက် emotional safety ပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေအစစ်မပြေတဲ့အရာတော့ရှိလာမှာပဲနေနော်အကုန်လုံးကတော့လာတိုင်းကတော့ငါဒါလေးလုံးနေဒါလေးလုံးနေအဲ့လိုတော့မဖြစ်တော့ဘူးအစစ်မပြေရလေးလက်ရှိလာမှာပဲအဲ့လိုအချိန်ဆိုရင်ဘေးနားမှာ supporting လုပ်ပေးမယ် life coach တယောက်လိုချင်တယ်ပြီးတော့လည်း investment ကိုလည်းကိုတက်နိုင်တဲ့အဆင်ပြေတဲ့ပမာဏတစ်ခုနဲ့သတ်မှတ်ပြီးတော့သွားကျင်တဲ့သူတွေအတွက်အော်လေ January February March 3လစာ group coaching လုပ်ပေးဖို့ရှိပါတယ်ဒီ January လပထမလမှာတော့အော်လေတို့လအစဖြစ်တော့ကိုယ့်ရဲ့ညီမှန်းချက်တွေကတကယ်ဖြစ်ချင်တာဟုတ်လားမဟုတ်လားအဲ့ဒါတွေကိုအော်လေတို့ clarify လုပ်ရမယ်ဒုတိယလမှာကျတော့အော်လေတို့အလေးအကျင့်ကောင်းတွေကိုတိစောက်မယ်အလေးအကျင့်ကောင်းဆိုတာဒီလမှာငါလေးကျင့်ကောင်းဖြစ်အောင်လုပ်မယ်စာရအောင်ဖတ်မယ်လို့ပေါ့အလေးအကျင့်ကောင်းတွေအော်လေတို့ 2nd February လမှာလုပ်မယ် March လမှာကျတော့ဒီ March လစပြီးတော့ရှေ့လျှောက်လတွေမှာကိုယ့်ဘာကိုယုံကြည်မှုရှိရှိ self esteem ကိုယ့်ဘာကိုတန်ဖိုးထားမှုအကောင်းအောင်အော်လေတို့ confidence ကိုအဓိက focus ထားပြီးတော့ group coaching လုပ်ကြမယ် package ကတော့2မျိုးရှိပြီးတော့ premium နဲ့ standard ဆိုပြီးဒီ premium မှာတော့ affirmation video ကလတိုင်းပါမယ်နောက် online နဲ့ဓာတ်ရိုက် Q&A session တွေပါမယ်အဲ့တော့ already ပုံမှန်လုပ်နေကြ one to one လုပ်တာဒီ group coaching ကအခုလောက်တာဒုတိယတစ်ခေါက်ဆိုတဲ့အခါအော်လေတေချာလေးအာယုံစိုက်ပြီးတော့ဒီ3လအတော်တင်မှာအော်လေလုတ်ပေးနိုင်တဲ့အနေအထားကနေပြီးတော့ကိုကြီးပေးတော့ဖို့ရှိပါတယ်တကယ်လို့စိတ်ဝင်စားရဆိုရင်အော်လေကိုပြထားတဲ့ဒီ coaching မှာ olive blog page Telegram ဆိုရင်တော့ဒီ code လေးကနေပြီးတော့ဒီ program တွေကိုစိတ်ဝင်စားရတယ်ဆိုတဲ့ဟာလေးကို work together ဒါမှမဟုတ် try together အဲ့ဒါလေးနဲ့ message ပို့ပြီးတော့မေးလို့ရပါတယ် okay နောက်တစ် video မှာပြန်ပြီးတော့တွေ့ပါမယ်